အားနဲ့နေသည်များပြေဆုံးခြင်းဆိုတဲ့ကံတရားမျောလင်းရင်မောနေချိန်ရှိတိုင်းပျော်စရာတွေပဲတို့တွေ့ဖို့မလွယ်တော့လေတယောက်တည်းငါထီးကျန်ရင်ကုန်တာနေစလဲစားရှင်နေအမုန်းတီလန်းတွေချာလေပဲရင်မဆုံးနိုင်ဘာမြေရဲ့တနေရာမှာတော့အပေးမဲ့သူရှိမယ်တွေ့ရှင်သေးတယ်များပြေဆုံးခြင်းဆိုတဲ့တရားမျောလင်းရင်မောနေဘာမြေရဲ့တနေရာမှာတော့အားပေးမဲ့သူရှိအောင်မယ်တွေ့ချင်းသေးတယ်对，so